ိုးရှိတုန်းကရှင်မင်းတစ်ပါးရှိတယ်ပြောချင်ရင်ပြောချလိုက်တာပဲစကားကိုဘယ်တော့မှမဆောင်အဲ့ဒါကိုပရောဟိတ်အမကြီးကမကြိုက်ဘူးပြောချင်တာကိုပြောချင်တိုင်းစွတ်စွတ်ပြောလို့ဒုက္ခရောက်ပုံလည်းများလာပြီဒါပေမဲ့ရှင်မင်းကိုဆုံးမချင်တာအခွင့်အခါကမသင့်တနေ့တော့အဲ့ဒီရှင်မင်းကမူကြီးမတ်ရာတေနာပတိတွေခြံရံပြီးတော့ဥယျာဉ်ထွက်ပြီးတော့အပန်းဖြေတယ်အဲ့ဒါကြောက်ဖြာကြီးပေါ်မှာအပန်းဖြေတာအဲ့ဒီကြောက်ဖြာကြီးကတရက်ပင်ကြီးတပင်ရဲ့အောက်မှာရှိတာတရက်ပင်ကြီးကအင်မတန်အရေးအာဝါဒနဲ့ပြည့်စုံတဲ့အောက်မှာကြောက်ဖြာကြီးအဲ့ဒီကြောက်ဖြာကြီးပေါ်မှာရှင်ဘုရင်ကထိုင်ပြီးတော့အလဘတလဘစကားပြောအပန်းဖြေနေတော့သွေးတန်ရဲရဲနဲ့အုပ်အောငှက်ကလေးတကောင်အသေးကလေးသွေးတန်ရဲရဲနဲ့အဲ့ဒီတရက်ပင်ပေါ်ကနေကြောက်ဖြာပေါ်ဘုရင်ခြေရင်းကိုပြုတ်ကျလာတယ်မှန်ပါဗျာအဲ့ဒီတော့ဘုရင်ကကြည့်တယ်ဟာဘာဖြစ်တာလဲမသိဘူးအဲ့ဒီမှာဖရာလောင်းပညာရှိပရောဟိတ်အမတ်ကိုမေးတယ်တဲ့ဒါဘာဖြစ်လို့သိတယ်လဲသွေးတွေလည်းထွက်နေတယ်အောက်ကြမှာထွက်တဲ့သွေးမဟုတ်ဘူးအဲ့ဒီတော့ဖရာလောင်းကမော့ကြည့်တော့အပေါ်မှာကြီးတိုက်ရှိဖရာလောင်းဆိုတော့ပညာရှိတယ်တွေးကြည့်တာပြည့်ကြည့်တာတဲ့မှန်တယ်အရှင်မင်းကြီးတဲ့ဒီကောင်ဟာအုပ်အောငှက်သူ့ရဲ့အမေအုပ်အောမတွေဟာကိုယ်ပိုင်အတိုက်နဲ့ဥတဲ့ထုံးစံမရှိဘူးကြီးမတွေရဲ့အတိုက်ထဲကိုဝင်ဥတယ်ကြီးမတွေကသူ့ဥမှတ်လို့ဝတ်ပြီးအကောင်ပေါက်တော့လဲမဲမဲလေးအတူတူဆိုတော့သူ့သားလေးလိုပဲထင်အစာတွေအတူတူရှာကျွေးအဲ့ဒါဒီကောင်ကမပြန်နိုင်သေးခင်မှာအုပ်ဩတန်မြည်လိုက်တာမအော်တဲ့နေတဲ့အချိန်မှာအုပ်ဩတန်မြည်လိုက်တာအဲ့ဒီတော့ကြီးမကငါသားမဟုတ်ဘူးဆိုတာကိုသိပြီးတော့စိတ်တူပြီးတော့နှုတ်သီးနဲ့အဲ့ဒါထိုးသက်ပြီးတော့အောက်ကိုပြစ်ချလိုက်တယ်အတက်ပြောတာနော်မှန်ပါဗျာအဲ့ဒီမှာဘုရားလောင်းပရောဟိတ်အမတ်ကြီးကအခွင့်ရပြီဆိုပြီးတော့မင်းကြီးကိုဆုံးမအခွင့်အခါအချိန်ကာလကိုမကြည့်ဘဲနဲ့စကားကိုအယံကာရောပြောတဲ့ပုဂ္ဂိုလ်များဟာဒီအုပ်ဩသေးတယ်လို့သိရတတ်တယ်မှန်ပါဗျာနော်ပြောတာတော့စကားတွေကအများကြီးပဲဗျမှန်ပါပရောဟိတ်အမတ်ကြီးပြောတာတဲ့အဲ့ဒီထဲမှာကောင်းတာလေးတွေဥစဉ်ကောင်းထဲမှာစွဲနေတယ်ဘာပြောသေးလဲဆိုတော့မင်းကြီးတဲ့မစင်စားမစင်ကျင်မဲနဲ့ပြောတဲ့စကားတခွန်းဟာသွေးထားအပ်သောဓာတ်ထက်ကြောက်เสียကောင်းတယ်နော်မစင်စားမစင်ကျင်မဲနဲ့ပြောလိုက်တဲ့စကားသည်သွေးထားအပ်သောဓာတ်ထက်ကြောက်เสียကောင်းတယ်မစင်စားမစင်ကျင်မဲနဲ့ပြောတဲ့စကားတခွန်းဟာလက်တလောသေးသေးတတ်တဲ့အစိတ်ထက်ကြောက်เสียကောင်းတယ်